Hello ဒီနေ့ကတော့ hotel 3စကားလုံး5လုံးကိုနေတူ slow English နဲ့နည်းနည်းပြောပေးသွားမယ်ကိုလိုလည်း try ကြည့်လို့ရပါရဲ့နော် Okay စတင်လိုက်ကြအဲ့ရ bed 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 တဲ့ဆိုတဲ့အတန်ကိုသူကလည်းခွန်းတန်လေးနဲ့ပြောရတယ်နော် bed Okay နောက်တစ်မျိုးပြောကြအောင်စောင်းbracket bracket bracket ဆိုတဲ့အသံလေးထအသံလေးလည်းပါရမယ်နော် bracket okay နောက်တစ်မျိုး gown pillow 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 နောက်တစ်မျိုး gown ဆို pillowcase 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 နောက်တစ်မျိုးဝေးရ mattress 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 okay ဒါဆိုတော့ဒီနေ့ကတော့ငါလုံးလေးကိုဒီမျိုးတစ်နဲ့ပြန်ပြောကြအောင် bed bracket pillow pillowcase mattress Okay ကိုလိုရတဲ့လိုမျိုးလေးပါတယ်နောက်ဗီဒီယိုတွေမှာလည်းနင်းလိုက်တထက်ကို slow English နဲ့ပြောပြသွားမှာမလို့နင်းရဲ့ page လေးကို follow လုပ်ထားကြလို့ရပါတယ်နော် bye bye ကိုလိုချစ်ပါတယ်ရှစ်ကိုလိုရတဲ့လိုမျိုးလေးပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနော်နောက်ဗီဒီယိုမှာပြန်ဆိုကြအောင်ရှစ်